အင်္ဂါဂျိုဟာလူသားတွေပထမဦးဆုံးအခြေချနေထိုင်နိုင်မဲ့တခြားဂျိုလားအင်္ဂါဂျိုအကြောင်းကိုတော့လူတော်တော်များများသိပြီးလောက်ပြီးထင်ပါတယ်မတ်ဂျိုဟာကမ္ဘာနဲ့အနီးဆုံးမှာတည်ရှိပြီးကမ္ဘာထက်၄ပုံတစ်ပုံခန့်သာအရွယ်စားသိငယ်ပါတယ်မာဆာကဘာကျူကဲ့သို့အလဲဥတိုင်းမှတန်လိုက်ဆက်ကွင်းမရှိတော့တာကြောင့်လေထုကိုထိန်းချုပ်နိုင်စွမ်းနဲ့နေမလာတဲ့အနေရရှိအလင်းတန်းများကိုလည်းတားဆီးနိုင်စွမ်းအားကျဆင်းခဲ့ရပါတယ်အင်္ဂါဂျိုနဲ့ကဘာရဲ့ဆွဲအားဟာတိတ်မကွာခြားလာကြောင်းအောက်ဆီဂျင်နဲ့အရင်းမြစ်ရှိပါကနေထိုင်မှုအသင့်တော်ဆုံးဂျိုတစ်လုံးလည်းဖြစ်ပါတယ်ယခုမျက်မှောက်ခေတ်မှာတော့ဘီလီယံနာတထိတ်တဦးဖြစ်တဲ့ Elon Musk အနေနဲ့မတ်စီမံကိန်းကိုတည်ထောင်ပြီးအင်္ဂါဂျိုပေါ်မှာလူသားတွေနေထိုင်ဖို့ကြိုးစားလျက်ရှိပါတယ်။ Elon Musk ဦးစီးသော SpaceX ကုမ္ပဏီအနေဖြင့်အင်္ဂါဂျိုပေါ်မှာနေထိုင်ဖို့စမ်းသပ်မှုများအောင်မြင်ခဲ့ပြီးအင်္ဂါဂျိုပေါ်သို့လူသားတဦးလိုက်ပါစီးနှင်နိုင်မှုအတွက်အစဉ်အဆင့်သို့ရောက်ရှိနေခဲ့ပါပြီ။အဆိုပါစီမံကိန်းအောင်မြင်ခဲ့ပါကလူသားတွေအနေနဲ့အင်္ဂါဂျိုကိုလူလုံးအောက်ဆီဂျင်တစ်ခုဖန်တီးမှဖြစ်ပြီးလူသားတွေရဲ့ပထမဦးဆုံးအသက်ရှင်နေထိုင်နိုင်တဲ့အလားအလာကောင်းတဲ့ဂျိုတစ်ခုအဖြစ်ရပ်တည်လျက်ရှိပါတယ်။